ဖြတ်သန်းခဲ့ရဆိုကြောင်းလည်းပြောကျမနာမည်ကမအေးမိုးပါထောင်အဖမ်းစပြီးတော့အဖမ်းခံရတာ1998ခုနှစ်ဇူလိုင်လနောက်ဆုံးပတ်ထဲမှာအဖမ်းခံရတာပါထောင်ထဲမှာနေခဲ့ရတဲ့ကာလကစစ်ကြောရေးမှာတလားလောက်ကြာခဲ့တယ်ထောင်ထဲမှာကြတော့2 နှစ်အတိပေါ့နေခဲ့ရတယ်ဆိုတော့စစ်ကြောရေးစခန်းကိုရောက်တဲ့အချိန်မှာဒီမောက်စစ်ကြောနေစဉ်အတွင်းမှာဒီညမနှိစက်မှုကဘာတွေရှိတယ်ရုပ်ပိုင်းဆိုင်ရာညမနှိစက်မှုစိတ်ပိုင်းဆိုင်ရာညမနှိစက်မှုကဘာတွေရှိခဲ့လဲကျမတို့ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုကကြတော့သူတို့ကအဓိကပေါ့နော်ကျမကိုဖမ်းတာထောက်လိုင်းရဲ့ယောက်ျားလေးတွေပဲဖမ်းတာလေစစ်ကြောရေးဝင်တဲ့အခါမှာသူတို့တွေပဲစစ်တာဒါသူတို့တွေပဲစစ်တယ်ပေါ့နော်စစ်ပြီးတဲ့အခါမှာသူတို့က main ကလေးရဲ့ဘယ်နေရာကိုအဓိကနှိပ်စက်လို့ရှိရင်သူတို့ဟိုနာကျင်လဲဆိုတော့သူတို့သိတာပေါ့နော်ကျမတို့ကအများဆုံးကဒီရင်ဘတ်နဲ့စီးကုံပေါ့အဲ့ဒါတွေကိုခြေထောက်နဲ့စောင့်ကန်တာတို့လက်သီးနဲ့ထိုးတာတို့ကျမတို့အဲ့လိုမျိုးခံခဲ့ရတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှုကတော့ကျမအနေနဲ့နည်းပါတယ်စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှုကကျမအတွက်ပိုများတယ်စပြီးတော့အဖမ်းခံနေရတာကျမတို့ကကျမဒီဟာမျိုးပေါ့နော် main ကလေးတဘာဝရ menstruation ဖြစ်နေတဲ့အချိန်မှာသူတို့တွေကအဲ့လိုမျိုးအဝတ်စားတွေပါလုံးဝလဲခွင့်မပေးဘူးလေဒီ pack တွေပါလေဆိုလို့ရှိရင်လည်းကျမတောင်းလို့မရတဲ့အခါမှာကျမသူတို့စစ်ကြောနေတဲ့အချိန်ကာလအတော်တွေမှာကျမဒီလိုပဲသူတို့ရှေ့မှာနေခဲ့ရတယ်ဒါစိတ်ပိုင်းဆိုင်ရာခံစားမှုကကျမတို့အဆက်ခွဲတာပေါ့နော်ဒါအပြုတ်မှုနဲ့အဆက်ခွဲတာလို့တော့ကျမယူဆတယ်အဲ့ဒါကြောင့်စိတ်ပိုင်းဆိုင်ရာခံစားမှုကပိုများတယ်ရုပ်ပိုင်းဆိုင်ရာထက်စားလို့ရှိရင်ဆိုတော့အဲ့ကနေပြီးတော့အချင်းတောင်တွေရောက်အချင်းတောင်တဲကိုရောက်သွားတဲ့အခါမှာရောအချင်းတောင်အတွင်းမှာရှိတဲ့ဒီအချင်းတောင်ရဲ့ညမနှိစက်မှုကဘာတွေကြုံတွေ့ခဲ့ရလဲအချင်းတောင်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကကြတော့ကျမကိုဆက်ဆဦးချင်းပေါ့နော်ထောင်ထဲကိုပိုးတဲ့အချိန်မှာကျမကိုသူတို့ကားပေါ်ကနေဆင်းတာနဲ့စောင်ကိုအုပ်ပြီးတော့ခေါ်သွားတာပေါ့နော်ခေါ်သွားပြီးတော့ဘယ်နေရာရောက်မှန်းမသိတဲ့အခန်းထဲတစ်ခုကိုသူတို့ထည့်ပလိုက်တယ်ထည့်ပြီးသွားတဲ့အခါကျမှနောက်1 ရက်2 ရက်လောက်နေတဲ့အခါမှာကျမကိုအုတ်တိုက်ချင်းချင်းနဲ့ကိုထည့်တယ်ဒီ10 ပေပတ်လေလောက်ရှိတာပေါ့နော်ဒါမျိုးလက်မြောက်လို့မရဘူးအပေါ်ကအမိုးကကျမခေါင်းနဲ့ကွက်တိဒီလိုလုံးဝလက်မြောက်လို့မရဘူးအဲ့ကျမခေါင်းပေါ့ခေါင်းရဲ့အပေါ်မှာတန်ပြားတစ်ထက်ရှိတယ်သွပ်ပြားပေါ့သွပ်ပြားရဲ့အပေါ်မှာမှသူတို့အမိုးတစ်ထက်ရှိတယ်နောက်ကျတော့အခန်းရဲ့ပုံသဏ္ဍာန်ကကြတော့ကျမတို့ဒီတမန်တလင်းနဲ့တပြေးထဲမှာအပေါက်ပေါ့နော်ဒီဝက်ချံလိုမျိုးအပေါက်ရှိတယ်အဲ့အပေါက်အောင်မှာသူကတစ်သားတစ်ခါအလုံးအဲ့ဒီအလုံးမှာကျမတို့ကျမ်းပြင်ရဲ့အပေါ်မှာဒီလောက်ပေါ့လက်လေးလုံးလောက်တစ်ခါလေးနဲ့လေရှူပေါက်ဆိုပြီးတော့သူတို့ထားပေးတယ်ဒါပေမဲ့အဲ့လေရှူပေါက်ကကျမ်းပြင်ပေါ်မှာဝင်းရမှောက်ပြီးအိပ်ပြီးတော့ရှူတဲ့အခါကျမှကျမတို့အသက်ဝဝရှူရတယ်အဲ့လိုအနေထားမျိုးပေါ့အဲ့ဒါကတော့အဓိကအဆိုးဆုံးပဲနောက်ပြီးကြတော့ကျမကိုသူတို့ဒီရေချိုးထုတ်တာတို့ဘာလို့တောင်းဆိုတဲ့အခါမှာသူတို့ရဲ့ခွင့်ပြုချက်နဲ့သူတို့လုပ်လို့မရပါဘူးတဲ့ဒီထောက်လိုင်းရေးကိုသူတို့တင်ပြပြီးတော့မှကျမကိုရေချိုးထုတ်တာတော့ဘာလို့သူတို့ပေးလုပ်လို့ရတယ်ပေါ့နော်အဲ့နဲ့ကျမထောင်ထဲမှာလဲကျမရေမချိုးရတာတော်တော်ကြာတယ်အဝတ်စားမလဲရဘူးထောင်ကြမဟုတ်တဲ့အတွက်ပုံစံအင်ကြီးလဲကျမမှမရှိဘူးလေမရှိတဲ့အခါကျတော့ဖမ်းခံရတဲ့အဝတ်အစားနဲ့ပဲကျမတော်တော်ကြာတယ်နေရတာအဲ့ဒါကတော့အဆိုးဆုံးပါပဲဟုတ်ကဲ့အဲ့လိုညှဉ်းပန်းနှိစက်မှုတွေခံခဲ့ရတဲ့အတွက်ဒီထောင်ကလွတ်လာတဲ့အခါမှာရောအဲ့ဒီညှဉ်းပန်းနှိစက်မှုတန်တွေကဘယ်လောက်ထိဆက်ခံရလဲဆိုတော့ကဟိုစိတ်ကြောင်ချောက်ချားတွေဖြစ်လားစိတ်ချောက်ချားမှုတွေဖြစ်လားဟိုရုပ်ပိုင်းဆိုင်ရာအရာကောဘာတွေဖြစ်ခဲ့လဲရုပ်ပိုင်းဆိုင်ရာကတော့ကျမအခုချိန်ထိပေါ့နော်ကျမမှာဖြစ်တာကဒီစီးဆက်ကိုစောင့်ကန်ခံထားရတဲ့အတွက်ကျမစီးအောက်မှာခဏဖြစ်တယ်နောက်ပြီးကြတော့အဆိုးဆုံးကတော့ဒါစိတ်ပိုင်းဆိုင်ရာပေါ့နော်သူတို့စစ်ကြောရေးဝင်နေတဲ့အချိန်မှာကျမကသူတို့ရဲ့ရှေ့အောက်မှာဒီလိုပုံသဏ္ဍာန်မျိုးနဲ့ပေါ့နော်မြစ်ပတ်ပေးရင်နေတဲ့ပုံသဏ္ဍာန်မျိုးနဲ့ကျမနေခဲ့ရတာရမ်းကြတယ်လေကြားတဲ့အခါကျတော့ကျမအဲ့ဒီဟာတွေအတွက်တွေးလေရှက်လေပဲကျမတို့ကဒါဘာပဲပြောတဘာဝဖြစ်စဉ်အရဆိုပြီးမယ်ကျမတို့မှာရှက်တတ်တဲ့အကျင့်ရှိတာရောရှိတယ်ဆိုတဲ့အခါကျတော့အဲ့ဒီစိတ်ခံစားမှုကအဆိုးဆုံးပဲဘာပဲဖြစ်ဒီဟာတွေကဒါသိတာသိစေမမြင်စေနဲ့ဆိုတဲ့အချက်မျိုးလေအဲ့လိုမျိုးပေါ့ပြန်စဉ်းစားလိုက်တိုင်းကျမအဲ့ဒီအပေါ်မှာတအားခံစားရတယ်